မင်္ဂလာပါရှင်ချီလီကချန် page မှာကြိုဆိုပါရနော်ဒီနေ့တော့ခောက်ဆွဲတုပ်လေးတုပ်စားရအောင်ရှင်ခောက်ဆွဲတုပ်ချင်ကန်ဆက်တုပ်ဖို့အတွက်ကိုမင်းကဒီမှာဒီခောက်ဆွဲလေးတွေကိုခောက်ဆွဲအစည်းကိုပြုတ်ထားတယ်ပေါ့နော်နမင်လေးလိုပဲဂေါ်ဘီပပလေးဖြတ်ထားတာလေးလိုပါမယ်ခောက်ဆွဲကိုရင်ဆုံးကိုတုပ်မဲ့ပမာဏပေါ့နော်ကိုတုပ်မဲ့ပမာဏမထည့်ခင်မှာဒါပြုတ်ထားတဲ့ခောက်ဆွဲတွေအားလုံးထဲကိုပဲငံပြားရဲ့အပြစ်ထည့်ပြီးတော့နေပေးလိုက်ပါမယ်ရှင်ပဲငံပြားရဲ့အပြစ်ကလည်းအများကြီးမလိုပါဘူးနော်ခောက်ဆွဲသားမှာဒီကခောက်ဆွဲပြုတ်ထားတဲ့ခောက်ဆွဲသားလေးတွေမှာအနေငယ်ရှီအောင်နဲ့လုံလောက်ပါတယ်ရှင်ခောက်ဆွဲတုပ်ကောင်းကောင်းလေးတုပ်ဖို့အတွက်ကိုဒီမှာလိုအပ်တာလေးကိုပြပေးမယ်เนาะအချိန်ကောင်းကောင်းလေးကတော့ခောက်ဆွဲတုပ်ကောင်းကောင်းလေးတုပ်ဖို့အတွက်လိုအပ်တယ်ခောက်ဆွဲတုပ်မှမဟုတ်ဘူးဘယ်အတုပ်မဆိုပေါ့เนาะအချိန်ကောင်းကောင်းလေးရှိရင်เนาะတုပ်တွေကိုကောင်းကောင်းလေးတုပ်စားနိုင်တယ်ဒါဆိုရင်တော့ဒီလိုမျိုးလေးနေပြီးရင်တော့ကိုတုပ်မဲ့ပမာဏခွက်တစ်ခုတည်းကိုစားမဲ့ပမာဏခောက်ဆွဲသားကိုထည့်ပေးလိုက်ပါမယ်ရှင်ဒီမှာကခောက်ဆွဲရည်ဒီလိုမျိုးအတင်းပြုတ်ပြီးသားတွေအလွယ်မရှိဘူးဒါကြောင့်မလို့ခောက်ဆွဲအစည်းကိုပဲပြုတ်ထားတာပါဒီထဲကိုအရသာမုံလေးအနေငယ်ထည့်ပေးတယ်ဒါကတော့ဂေါ်ဘီပပလီတာကိုထည့်ပေးပါတယ်ဒီနေရာမှာပဲ့ပင်မောက်လေးရှိရင်လည်းပဲ့ပင်မောက်ထည့်တုပ်လဲကောင်းတယ်လို့တင်မော်ဒီဇိန်းနဲ့လည်းကောင်းပါတယ်ဒါလေးကနည်းနည်းမင်းအနေငယ်ထည့်ပေးမယ်ရှောက်ရွက်လေးလည်းတုံးနိုင်ပါတယ်ပဲမုံအချက်မုံကိုထည့်ပေးပါမယ်ရှင်ပဲမုံအချက်မုံကိုထည့်ပေးမယ်ဒီမှာစားလေးကိုလည်းမပါမဖြစ်အနေငယ်မြထည့်ပေးရပါမယ်ရှင်ငုတ်သီးဘောနော်ငုတ်သီးအချက်မုံကိုလည်းထည့်ပေးမယ်ဒီငုတ်သီးကကိုယ်တိုင်ကြိတ်ထားတဲ့ငုတ်သီးဆိုတော့တော်တော်လေးကိုဆက်ပါတယ်စီချက်ကိုလည်းထည့်ပေးပါမယ်စီချက်ကတော့ကြက်သွန်ဖြူနီစီချက်ချက်ထားတာလေးကိုထည့်ပေးပါရရှင်အတုံးမှာစီချက်ကလည်းအရေးကြီးရနော်ဘာလို့လဲဆိုရင်ကြက်သွန်ဖြူနီစီချက်လေးမှာဒီအတုံးမှာစားလို့ပို့ပြီးတော့စားကောင်းတယ်ကြက်သွန်ဖြူလေးတွေရဲ့အရသာအနှံ့လေးနဲ့ပိုင်ပိုစားကောင်းပါတယ်ကြက်သွန်ဖြူနီစီချက်ကိုစီယိုနည်းနည်းပဲထည့်ပြီးတော့အဖက်လေးအများများထည့်ပေးပါတယ်ဒါကတော့ဒီအတုပ်တွေအကြော်တွေမှာတွဲဖက်ပြီးတော့စားနိုင်တဲ့ဒီငှုတ်စီအချင်းဖြော်ထားတာလေးပါဒီငှုတ်စီအချင်းကကိုယ်တိုင်ဆက်ထားပြီးတော့အခုလိုမျိုးဘူးနဲ့ထားပြီးတော့ပေါ့နော်မြများလေးလုပ်ပြီးတော့တင်ထားမယ်ဆိုရင်ဒီလှနဲ့တောင်ထားခံပါတယ်အနက်အရသာမပြောင်းမဲနဲ့လုံးဝပေါ့နော်ရေခဲတစ်တာထဲမှာထားဆိုင်ရင်အနက်ရသာမပြောင်းမဲလှနဲ့တောင်ထားခံတယ်ဒီငှုတ်စီအချင်းစံနီးလေးကိုလည်းတင်ပေးသွားပါဦးမယ်နော်ငှုတ်စီအချင်းကိုလိုတလောက်ထည့်လိုက်တယ်ငံပြားရည်လေးအနည်းငယ်ထည့်တယ်ဒါဆိုရင်တော့အာရပါရနေပြီးတော့ဒီခောက်ဆွဲကိုတုံနိုင်ပါတယ်ခောက်ဆွဲတုပ်လို့ရှိရင်အာရပါရနေပြီးတော့တုပ်တယ်ဒါပေမဲ့အာရပါရဆိုပေမဲ့လည်းခပ်ဖွာလေးကိုအသာရလေးတုပ်တာပေါ့နော်တအားကြီးညစ်ပြီးတုံးရင်လည်းခောက်ဆွဲသားကြီးကြည်ပြီးတော့ဒီဟာကြီးကစားလို့မကောင်းဖြစ်တတ်တယ်နော်ဒါကြောင့်မလို့ခပ်ဖွာအောင်မှာအာရပါရနေပြီးတော့တုပ်ပါမယ်ရှင်ဒီမှာကြည့်ပါဦးအနံ့လေးမွေးပြီးတော့တော်တော်လေးကိုစားကျင်စရာကောင်းနေတယ်ဒီအတုပ်လေးကခုလိုမျိုးအချင်းရွှဲလေးနဲ့မှမင်းတို့ကကြိုက်တယ်ဒီလိုခောက်ဆွဲတုပ်ကြဆန်တုပ်ဆိုလို့ရှိရင်ဒီငုတ်စီအချင်းလေးကိုရွှဲလေးနဲ့အရသာတိတိမိမိလေးကိုကြိုက်တယ်ပေါ့နော်ခြောက်နေလို့ရှိရင်အတုပ်ကြီးကိုစားလို့မတက်ဘူးပေါ့နော်အရန်ကိုစားကောင်းတယ်မွေးပြီးတော့ချင်ငံဆက်ဖြစ်နေတယ်ခောက်ဆွဲတုပ်လေးကတော့ရပါပြီရှင်လွယ်တယ်ပေါင်ပစ္စည်းလည်းမများဘူးမိသားစုတွေ breakfast လေးပဲစားနေ့လည်ခင်းအစာပြေလေးပဲစားလှုပ်ရှားနိုင်တယ်ဒီခောက်ဆွဲတုပ်ကိုဒီမှာတုပ်ဖို့အတွက်အဓိကပေါ့နော်အချင်းကောင်းကောင်းလေးဖြော်တတ်အောင်လဲမင်းကအချင်းလုံးလေးလေးကိုဝေမျှပေးပါအောင်မယ်ရှင်ဒါကတော့အရန်ကိုမှလွယ်ကူပြီးတော့စားလို့အရန်ကောင်းတဲ့ခောက်ဆွဲတုပ်ချင်ငံဆက်လေးရပါပြီရှင်ဒီခောက်ဆွဲတုပ်ချံငံဇက်ကလေးကိုဟင်းကားပူပူလေးနဲ့တွက်ဖက်ပြီးတော့စားမယ်။နောက်ပြီးတော့မင်းကတော့ထမင်းချမ်းကလေးနဲ့အတုပ်တွေဆိုရင်တွက်စားရတာပိုကြိုက်ပါတယ်။ကဲမင်းလိုပဲထမင်းချမ်းလေးနဲ့တွဲပြီးတော့ကြိုက်တဲ့သူရှိလားရှင်။အတုပ်တွေဆိုရင်လေမင်းကတော့ထမင်းချမ်းလေးနဲ့တွဲစားရတာကြိုက်ပါတယ်။ဒီမှာကြည့်အရန်ကိုမှစားကျင်စရာကောင်းတဲ့ခောက်ဆွဲတုပ်ချံငံဇက်လေးကိုဂေါ်ဘီတို့ဟင်းကားလေးနဲ့တွက်ဖက်ပြီးတော့တုံးဆောင်ကြမှာပါဒါလေးကတော့ breakfast လဲစားကောင်းသလိုနေ့လည်ခင်းအစားပြီးဆိုရင်လည်းအရန်ကိုမှစားကောင်းတယ်ကဲမိသားစုတွေဝဝလင်လဲစားဖို့အတွက်ကိုလိုက်လုပ်ပြီးစားကြည့်နော်ဒီချင်းဖြော်နည်းလေးကိုလည်းတင်သွားပြပါအောင်မလို့အားပေးကြပါဦးနော်ဗီဒီယိုလေးတွေကိုဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်